ဒီဗီဒီယိုလေးမှာကျွန်တော်က monetization ရှောက်လို့ရတဲ့ TikTok account ဖွင့်တဲ့အပိုင်းလေးကိုပြောပြပေးသွားမယ်ဒီညမှာကျွန်တော်တို့ကကိုက monetization ရှောက်လို့ illegal ဖြစ်တဲ့နိုင်ငံမှာနေနေရမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ payment ချိတ်ဆက်မှုလွယ်တဲ့နိုင်ငံမျိုးပေါ့နော်ရွေးတင်တယ်အများစုကဂျပန်ရွေးကြတယ်ဆိုတော့ကျွန်တော်ကဒီမှာဂျပန်ကိုပဲကျွန်တော်လည်းရွေးပြီးဖွင့်သွားမယ်ဒါပေမဲ့တခြား monetization ရှောက်လို့ရတဲ့ region တွေနဲ့ကျွန်တော်တို့ဖွင့်လဲရတယ်ပေါ့နော်ဆိုတော့လုံးဝလုံးနေရတော့အတူတူပဲအရင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီ account ဖွင့်မယ်ဖုန်းသုံးဖို့ computer မှာကျွန်တော် VPN တစ်ခုရှိဖို့လုပ်မယ်ပြီးရင်အဲ့ VPN ကကိုဖွင့်မယ်ပေါ့နော်ဒီကိုရီးယားဆိုကိုရီးယားဂျပန်ဆိုဂျပန် US UK စသဖြင့်အဲ့ region ကျွန်တော်တို့ဒီ VPN အသုံးပြုလို့ရဖို့လုပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာဒီချမ်းချမ်းကိုပဲသုံးထားတယ်ပြီးတော့ကျွန်တော်ဒီမှာတူချိုရွေးလိုက်မယ်ပေါ့နော်ဂျပန် account ဖွင့်မှာဆိုတော့ပြီးတော့ကျွန်တော်တို့ဒီ browser တစ်ခုခုကိုဝင်မယ်ကျွန်တော်တို့ဒီမှာလောဆယ် Mozilla Firefox ထဲဝင်ထားတယ်ပြီးရင်ကျွန်တော်တို့ဒီ browser ရဲ့ search bar မှာ what is my IP address ဆိုပြီးရိုက်ရှာပြီးကျွန်တော်ဆက်လိုက်မယ်ပို့သေးချအောင်ပေါ့နော်အဲ့ဆိုဒီမှာကျွန်တော်တို့ဂျပန်ဆိုရဲဒီ region လေးနဲ့တက်နေပါပြီဒါဆိုတော့ကျွန်တော် browser ရဲ့နောက်ထပ် tab တစ်ခုမှာဒီ TikTok sign get ဆိုပြီးရိုက်ရှာမယ်ပြီးရင်ကျွန်တော်ထိတ်ဆုံးပေါ်လာတဲ့ sign get ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော် use phone or email ဆိုတဲ့အကောင်လေးကိုရွေးမယ်ပြီးတော့လို့ရှိရင်ကျွန်တော် man ဆိုတဲ့နေရာမှာကိုယ့်ဘာကိုအဆင်ပြေမဲ့ man နေထဲပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီဖုန်းမှာကျွန်တော်မှာဂျပန်ဖုန်းမရှိဘူးအဲ့တော့ sign get with email ဆိုတာလေးကိုရွေးမှာပေါ့နော်ပြီးရင်ကျွန်တော်အသုံးပြုမဲ့ mail ထည့်မယ်ကျွန်တော်မှာလောလောဆယ်ကဒီ Gmail တွေအကုန်လုံးက limit ဖြစ်နေအဲ့တော့ကြောင့်မို့လို့ကျွန်တော်ကဒီ verify လုပ်ဖို့လဲ sync get မရှိတဲ့အတွက် Outlook mail ကျွန်တော်ဖွင့်ထားတယ်ပေါ့နော်ဆိုတော့အဲ့ Outlook mail နဲ့ကျွန်တော်အသုံးပြုပြီးတော့လုပ်မယ်ပြီးကျွန်တော် password ရိုက်မယ် password ရိုက်တဲ့နေရာမှာကျွန်တော်ဒီအနည်းဆုံး8လုံးရှိရမယ်ပြီးရင် letter ပါရမယ်ကျွန်တော် number ပါရမယ်ပြီးရင်ဒီကျွန်တော်American sign တွေ hash တို့ပြီးရင်ကျွန်တော်ဒီ dollar sign အဲ့လိုမျိုးပေါ့နော်ဒီ special character တစ်ခုကိုပါရမယ်ဒီနှစ်ခုလုံးစိမ့်သွားပြီဆိုမှဒါကျွန်တော်ရပါပေါ့နော်အဲ့ဒါပြီးတော့ရင်ကျွန်တော် send code ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် code ကဒီဘက်ကျွန်တော်တို့ရဲ့ main မှာကြာမှာပေါ့နော်ပြီးရင်ကျွန်တော် next နိုင်မယ်ပြီးရင်ကျွန်တော် user name ကျွန်တော်ပေးမယ်ပေါ့နော် user name ကဒီမှာပေးလိုက်ရတယ်ဒါမှမဟုတ်ဟိုဘက်ကျွန်တော် app ထဲမှာပြန်ဝင်တဲ့အခါမျိုးမှာပေးလိုက်ရတယ် app ထဲမှာပြန်ဝင်တဲ့အခါမှာပေးမယ်ဆိုရင် skip ဆိုတာလေးတစ်ချက်နေလိုက်အဲဆိုရင်တော့ကျွန်တော်တို့ဒီပွင့်သွားတဲ့ account လေးကိုတစ်ချက်ကျွန်တော်တို့စစ်ကြည့်မယ်နော်ဒီမှာ account region account information မှာသူဂျပန်ဆိုတာလေးတွေ့ပါလိမ့်မယ်ဒါဆိုတော့ဒါကျွန်တော်တို့ဂျပန် region ရဲ့ account လေးရပါပြီကိုယ့်ရဲ့ device ပေါ့နော်ဖုန်းတို့ဘာလို့မှပြန်သုံးတဲ့အခါကြာရင်တော့ဒါကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ VPN မခံလဲရပါတယ်ပြဿနာမရှိပါဘူး